ကဲအရက်တော့တာကျမ်းမာရဲ့မကောင်းမှုဆိုတာကတော့လူတိုင်းသိကြမှာပါဒါပေမဲ့လေသိကြတဲ့ပမာဏတစ်ခုအထိစနစ်တကျတောက်မယ်ဆိုရင်ခန္ဓာကိုယ်အတွက်အကျိုးရှိစေနိုင်တယ်ဆိုတာကိုဆေးပညာရှင်တွေတွေ့ရှိထားပါတယ်โอเคဒီနေ့တော့ Daily Dose မြန်မာကနေအရက်ရဲ့မထင်မှတ်ထားတဲ့ကောင်းကျိုးတွေကိုဆေးပညာရှုထောင့်ကနေတီချာရှင်းပြပေးတော့ပါမယ်ပထမဆုံးအချက်ကတော့နှလုံးကျန်းမာရေးပါပဲအထူးသဖြင့် red wine အဲ့ဒီ wine နီတော့သုံးတာဟာနှလုံးအတွက်အရန်ကိုကောင်းပါတယ်ဘာလို့လဲဆိုတော့ wine နီမှာ resveratrol လို့ခေါ်တဲ့ဓာတ်တစ်မျိုးပါဝင်လို့သွေးကြောတွေကိုကျန်းမာစေလို့ပါဒါအပြင်သွေးတွေကကောင်းတဲ့ cholesterol ဖြစ်တဲ့ HDL ကိုမြင့်တက်စေပြီးတော့သွေးကြောပိတ်ဆို့ခြင်းကိုလည်းတေချာပေါက်ကာကွယ်ပေးနိုင်ပါတယ်ဒုတိယအချက်ကတော့စိတ်ဖြစ်စည်းမှုတွေကို short ချပေးတာပါတခါတလေအလုပ်တွေအရန်ပင်ပန်းလာတဲ့အခါဒါမှမဟုတ်စိတ်ရှုပ်စရာတွေများနေတဲ့အခါအနှဲငယ်တောက်လိုက်တာကအုံနှုတ်ထဲက endorphin လို့ခေါ်တဲ့ပျော်ရွှင်စေတဲ့ဟော်မုန်းတွေကိုထွက်လာစေပါတယ်ဒါကကိုယ့်ရဲ့စိတ်ကိုချက်ချင်းပြေလျော့သွားစေပြီးတကယ်ကို relax ဖြစ်စေပါတယ်တတိယအချက်အနေနဲ့ကတော့အမျိုးအစားနှစ်စီးချိုယောဂဖြစ်နိုင်ခြေကို short ချပေးတာပါပဲသူတေသနာတချို့ရဲ့အဆိုအရအလဲအလက်ပမာဏတောက်တုံသူတွေဟာလုံးဝမတောက်သူတွေနဲ့ရှင်းနေတော့စီးချိုဖြစ်နိုင်ခြေပိုနေတယ်လို့ဆိုပါတယ်ဘာဖြစ်လို့လဲဆိုတော့အရက်ကခန္ဓာသူရဲ့ insulin တုံ့ပြန်မှုကိုပိုပြီးကောင်းမွန်စေလို့ဖြစ်ပါတယ်စတုထအချက်အနေနဲ့ကတော့တီးချဲကြောက်တီချင်းကိုကာဝယ်ပေးနိုင်တာပါမှန်ကန်တဲ့ပမာဏကိုပုံမှန်တောက်တုံပေးတာဟာတီးချဲအိတ်ထဲမှာကြောက်တီနိုင်ခြေကို3ပုံအပုံလောက်အထိ short ချပေးနိုင်တယ်လို့လေ့လာတွေ့ရှိရပါတယ်ဒါပေမဲ့အရေးကြီးဆုံးသိထားရမယ့်အချက်ကတော့အလေအလတ်ပမာဏဆိုတဲ့ moderation စကားလုံးပါပဲဆေးပညာအရာကြည့်မယ်ဆိုရင်အမျိုးသားတွေအတွက်တစ်နေ့ကိုအများဆုံး2ခွက်အမျိုးသမီးတွေအတွက်ကတော့တစ်နေ့ကိုအများဆုံး1ခွက်သာသတ်မှတ်ထားပါတယ်တကယ်လို့ဒီပမာဏထက်ကျော်လွန်သွားရင်တော့အသေးပြက်စီတာကင်ဆာရောဂါနဲ့အခြားဆိုးကျိုးတွေကကောင်းကျိုးထက်အဆပေါင်းများစွာပိုများသွားပါလိမ့်မယ်တန်ဆေးလွန်ပေးဆိုသလိုပေါ့ဗျာကိုယ့်ရဲ့ကျန်းမာရေးကိုထိခိုက်မှုမရှိအောင်တေချာချင်းချင်းပြီးတော့တောက်တုံကြကိုအထူးတိုက်တွန်းလိုက်ပါတယ်ကဲနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဆေးပညာဗဟုသုတတွေအတွက်ကျွန်တော်တို့ရဲ့ Daily Dose မြန်မာကို follow နဲ့ subscribe လုပ်ထားဖို့မမိကြနဲ့ဦးနော်